ကျွန်တော်တို့ဒီတီးလုံးကိုတော့ပြည်သူ player တော်တော်များများကမကြည့်လို့ရှိမယ်လို့ထင်ပါဗျ။ဟုတ်ပါတယ်ကျွန်တော်ဒီ game လေးကတော့ကော်ဟမ်းပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ရဲ့ဇာတ်လမ်းဆမှာဆိုရင်တော့ဒီ Olivia ဆိုတဲ့ကောင်မလေးတွေရဲ့မျိုးနွယ်စုကကျွန်တော်တို့ကော်ဟမ်းတွေကိုဆော့ရှော့တာဗျ။ပြီးရင်ကျွန်တော်တို့ဒီကောင် Easy ဆိုတဲ့ကောင်ကအဲ့တစ္ဆာပေါက်ပြီးတော့ကျွန်တော်တို့ကော်ဟမ်းရဲ့ဘယ်ဘက်လက်တစ်ခုကိုယူပါဗျ။အဲ့မှာ Olivia ကျွန်တော်ညာဘက်လက်ကိုယူပြီးတော့ထွက်ပြေးတယ်ဗျာ။အချိန်မှာကောင်လေးကနောက်ကလိုက်တယ် Olivia ကိုဖမ်းဖို့လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီချင်းဆိုတဲ့ကောင်လေးတွေ့ရပါကျွန်တော် main character အချိန်မှာကျွန်တော်တို့ကောင်ချင်းဆိုတဲ့ကောင်လေးကသူ့ရဲ့ကောင်ဝင်လောက်တာဗျာကောင်မလေးကိုမသိနေဆိုပြီးအချိန်မှာပဲကျွန်တော်လက်ဖြတ်ခံလိုက်ရUseless human arm. Yeah. အမ Olivia နေပြီးတော့ဂျန်ရှိနေတဲ့ခေါင်းဟန်းညာဘက်လက်ကိုချင်းမှာတက်ပေးရတယ်ဗျာ Easy ကနေပြီးတော့ဘယ်ဘက်လက်ကိုပြန်ရေးဖို့တော့ပေါ့ကျွန်တော်လိုက်ရပြီးတော့ချင်းမှာပြန်လာတယ်ဗျာအဲ့ကိုကျွန်တော်တို့တကယ်တော့ဒီခင်းရတကယ်တော့လက်လူပွဲကြီးဖြစ်ပါတယ်ဘယ်ဘက်လက်နဲ့ညာဘက်လက်တယောက်တစ်ဖက်စီလူနေရဖြစ်ပါတယ်ဒါကကျွန်တော်တို့ဇလန်ရဲ့ final ဖြစ်ပါတယ်ကျွန်တော် Easy နဲ့ချင်းချရခံပါဗျာအဲ့မှာကျွန်တော်တို့ရဲ့ဘယ်ဘက်လက်ကိုယူရမှာဗျာ We'll just have to see who she chooses.အချိန်မှာရှုံးတော့ Easy ကဒီလက်ကိုမလို့ကျင်တော့ဘူးဆိုပြီးတော့ပြစ်ပေးရတယ်ဗျာကျွန်တော်ချင်းစီကို Amazing. So this is their true power. ကျွန်တော်အချိန်မှာလည်းနှစ်ဖက်ရတာပြီးတော့အဲ့ကောင်ရရှေ့တီးရမှာဗျာ May the light of good shine on his soul through these God hands. Olivia! Get back here, tough guy!